အမပါလီသည်ကညာတက်ပြီးအနုကညာတွင်ထူးချွန်သောကြောင့်မြို့သူမြို့သားများ၏အာယုံခံစားမှုအတွက်လူတို့၏အပိုင်းအခေသတ်မှတ်ခံရသည့်အမပါလီသည်ဒုမ၏ကံကြမ္မာကိုမလွန်ဆန်နိုင်ခဲ့ပဲရွှေရောင်ထောင်ချောက်တစ်ခုထဲသို့ကြားရောက်ခဲ့သည်ဒုမသည်အလှတရား၏ထိတ်ဆုံးသို့ရောက်ခဲ့ပြီးမင်းသားများတထေးများတူရဲကောင်များသည်ဒုမ၏အခန်းဆောင်သို့လာရောက်ပြီးဒုမကိုတွေ့ဆုံခွင့်ရရန်ရွှေများပုံပေးခဲ့ကြသည်ဒုမ၏အမိကိုဂုံသတင်းကျော်ဆုံးမှုကျွယ်ဝမှုနှင့်တချင်းများခဲ့ဝေတာလီနှင့်နမိတ်အပြင်ဘက်အထိတဲဆောင်ခဲ့၏သို့တော်လည်းအမပါလီ၏နှလုံးသားသည်မပြောရှင်ခဲ့ပေဒုမ၏မျက်ဝန်းများကတာယာချမ်းမြေခြင်းကိုရှားဖွေနေသည့်တညတွင်ဒုမသည်တကိုယ်ရဲထိုင်လျက်ဒုမပိုင်ဆိုင်သောယရနာပုံများကိုကြည့်ပြီးတက်ပြင်းချမိသည့်ဤရွှေပုံများသည်နိညပင်ညာတရားစီကမူယူသားသောယောက်ျားတဦး၏ချစ်ချင်းမြတ်တာနှင့်တာမန်မျိုးသမီးတဦးအဖြစ်နေထိုင်ရသောလွတ်လပ်မှုကိုမဝေယူနိုင်ပါတကားဟုစိတ်ထဲမှရေရိုးလိုက်သည့်တနေ့သောအခါထိုမျိုးသို့ဂေါတမဗုဒ္ဓဖရာရှင်ကြွရောက်တော်မူလာသည်မြတ်စွာဘုရားသည်ဝေတာလီမျိုး၏အခင်ဘတ်တရက်ဥယျာဉ်၌တည်င်းသုံးတော်မူ၏